ယောမီနာအနမေမင်္ဂလာပါဗျအန်မီထောင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီစီယာထဲကအသက်ရှင်နေစနစ်အကြောင်းတွေကိုပြည့်စုံစုံရှင်းပြပေးပါမယ်ဒီဗီဒီယိုမှာ spoiler အနေငယ်လဲပါဝင်မှာဖြစ်ပါတယ်ဒါမဲ့ကျွန်တော် spoiler တွေကိုတန့်ရလောက်ရှောင်ကွင်းပြီးရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပူဖို့တော့မလိုပါဘူး breeding style ဆိုတာ sun breeding ကနေအကြီးကဆင်းသက်လာကြတဲ့ breeding style တွေဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့အနည်းဆုံး breeding style ကနေအကျဉ်းဆုံး breeding style အထိအစဉ်လိုက်စီပြီးတော့မို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပါလို့တောင်းဆိုချင်ပါတယ်အနည်းဆုံး breeding style ကတော့ insect breeding ဖြစ်ပြီးတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ breeding style ဖြစ်ပါတယ်ဒီထင်ပြီးသုံးပြီးတဲ့လူကတော့ခိုချိုရှိနိုဖြစ်ပါတယ်ရှိနိုဘူးမှာကဒီမွန်တာကိုခေါင်းဖြတ်တက်နေလို့တဲ့ physical ခွန်အားမရှိပါဘူးအဲ့ဒါကြောင့်မို့လို့ရှိနိုဘောကအစားအင်အားသုံးတိုက်ခိုက်ရတဲ့ breeding style တွေကိုမသုံးနိုင်ပါဘူးအဲ့ဒါကြောင့်ရှင်နိုဘူးကသူ့ရဲ့အလင်းမြန်မှုရန်သူတွေကိုမျက်စိနောက်လုံနိုင်တဲ့လှုပ်ရှားမှုနဲ့အစိတ်ထိုးတွင်းတဲ့နည်းပညာတို့ကိုအသုံးချပြီးတော့ insect breeding ကိုတည်တွင်ခဲ့ပါတယ်။ insect breeding က flower breeding ကနေဆင်းသက်လာတာပါ။ insect breeding ရဲ့တိုက်ခိုက်ပုံတွေကရန်သူတွေကိုအစိတ်ပြင်းနဲ့ဓာတ်ချက်တဲ့ထိုးတာတွေတိတ်မနစ်တဲ့ဓာတ်ချက်ပုံမြောက်များစွာနဲ့ထိုးတွင်းလာလည်းဖြစ်ပါတယ်။ရှင်နိုဘူးအသုံးပြုတဲ့အစိတ်တွေကလည်းဒီမိုတွေကြောက်တဲ့ Raspberry Pan အစိတ်ပဲဖြစ်ပါတယ်။ insect breeding မှာ fowl ၄မျိုးထိရှိပါတယ်။ insect breeding ကအားနဲ့ဆိုပေမဲ့ရှိနိုဘူးလို့လူမျိုးသုံးလို့ရှိရင်တော့တကယ်ကို powerful ဖြစ်တဲ့ breeding style တစ်မျိုးပါပဲဆိုတော့နောက်တစ်ခုကိုသွားမယ်နောက်တစ်ခုက flower breeding ပါ flower breeding ကိုအသုံးပြုလူတွေကလှပါတယ်အဲ့ဒါကျွန်တော်ကြိုက်ပါတယ် Okay. flower breeding ကိုခိုချိုခန္ဓာအဲ့နဲ့ကျွန်တော်တို့ရဲ့ကာနာဦးလေးကအသုံးပြုပါတယ် flower breeding ရဲ့လှုပ်ရှားပုံတိုက်ခိုက်ပုံကြီးစနစ်တွေကပန်းတွေအပင်တွေတက်တီတွေကိုအဓိကအခြေခံထားပါတယ်တိုက်ခိုက်ပုံတွေကလည်းတော်တော်လေးကိုမြန်ပြီးလှလည်းလှပါတယ်flower breeding ကတောင်းလူရဲ့အမြင်အာရုံကိုလည်းတိုးချက်စေနိုင်ပါတယ်။ flower breeding မှာပုံစံ9မျိုးရှိတယ်ဆိုပေမဲ့ခန္ဓာကိုယ်ကပထမမြောက်ပုံစံနဲ့တတိယမြောက်ပုံစံကိုအသုံးမပြုသွားခဲ့ပါဘူး။ကဲနောက်တစ်ခုကိုဆက်ပြီးသွားပါမယ်။နောက်တစ်ခုကတော့ Missouri ကိုယ်တိုင်တည်နေရတဲ့ left breeding ပဲဖြစ်ပါတယ်။ left breeding ကတော့ frame breeding ကနေဆင်းသက်လာတာဖြစ်ပါတယ်။အဲ့ဒါအပြင် Missouri နဲ့ Rango ကလည်းဆရာတစ်ပတ်2ယောက်ဖြစ်ပါတယ်။ Missouri က Rango ကိုရှိကနေမီလာတချူနေကိုတင်ယူခဲ့ပါတယ်။ဒါမဲ့မီလာတချူနေကသူနဲ့လုံးဝအဆင်မပြေခဲ့ပါဘူး flame breeding ဆိုတာလူတိုင်းမဲ့တက်မြောက်နိုင်တဲ့ခက်ခဲလာတဲ့ breeding style တစ်မျိုးပါခေါ်လိုက်တဲ့ဓာတ်ချက်ဆက်စီတိုင်းမှာအားအပြည့်နဲ့ယူတစ်စိုက်ခုတ်ရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုခက်ခဲတဲ့ breeding style တစ်မျိုးဖြစ်ပါတယ် Missouri ကအလုံးကျတဲ့အတိုင်းလှုပ်လှုပ်ရှားရှားနဲ့ flat ဆေးရဖြစ်နေတဲ့အတွက်ကြောင့်မလို့ flame breeding နဲ့မလိုက်ဖက်ခဲ့ပါဘူး Missouri က flame breeding ကိုလေ့ကျင့်ရင်းနဲ့တဘာဝအတိုင်း left breeding ကိုတက်မြောက်သွားခဲ့တာဖြစ်ပါတယ်အချစ်ပုံစံအသက်ရှင်နေဖြစ်နေတဲ့အတွက်ကြောင့်မလို့ Missouri ကအချစ်ကိုအကြီးကအခြေခံပြီးတော့ဖန်တီးထားတာပါဒီတက်ရှင်တွေကလည်းအသက်အကျဖြစ်နေတဲ့အတွက်ကြောင့်မလို့ Missouri ကကြာပိုးပုံစံနီးရှင်းရင်းကိုကန်ဆောင်ရပါတယ်အဲ့ဒီဒါကိုအိန္ဒိယနိုင်ငံမှာရှိတဲ့ဓာတ်သမျိုးကို inspire ယူပြီးပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်ဒီတက်ရှင်ဒီမှာဆိုရင်အခြားတက်ရှင်ဒီထပ်ပို့ပြီးတော့မြန်တာတွားလာတာနဲ့လှုပ်နိုင်ရှားနိုင်တာတွေပို့ပြီးတော့တိုးတက်လာပါတယ်ဒီလိုဖြစ်နေတာကလည်း Missouri ရဲ့ခန္ဓာကိုယ်ကြွက်သားတိဆောက်ပုံဖြစ်ပြီး Missouri ရဲ့ကြွက်သားတွေကစူးလုံးနဲ့ဘာသာမှာ300စာလောက်ကိုရှိပါတယ် Missouri ရဲ့ဓာတ်ကလည်း right ကြည်နဲ့တိုက်ခိုက်နိုင်ပြီး defensive ဘိုင်းမှာလည်းတော်တော်လေးကိုအားကောင်းပါတယ်ဘာလို့ဆိုဒီဓာတ်ကဓာတ်တစ်ချက်ရန်လိုက်တာနဲ့ထောင်ထဲချိတာဓာတ်ချက်တွေကိုထုတ်လုပ်ပေးနိုင်လို့ဖြစ်ပါတယ်ဒါက Missouri ရဲ့ left breeding ဖြစ်ပြီးနောက်ထပ်ဆက်ပြောမှာက Inosuke ရဲ့ base breeding ပဲဖြစ်ပါတယ် base breeding ကို Inosuke ကမတော်တဆတိထွင်မိခဲ့တာပဲဖြစ်ပါတယ် Inosuke တည်ထွင်လာတဲ့ base breeding ဆိုတာဓာတ်နှစ်လောက်ကိုအထာကြကြရှောက်ရမ်းတဲ့ပုံစံတွေဖြစ်ပါတယ်မြင်ရလိုက်တိုက်ခိုက်တဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ defensive ဘိုင်းမှာလည်းတော်တော်လေးအားနည်းပါတယ်တာရဲ့ပုံစံဖြစ်နေတဲ့အတွက်ကြောင့်မလို့သူရဲ့ space လှောက်ရှားပုံနဲ့အာရုံခံနိုင်မှုတွေကအကန့်အသတ်မရှိပါဘူးတာရဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆန်ပြီးတော့အကန့်အသတ်မရှိတာများပါတယ်ဒီ base breeding ရဲ့အဓိကတော့ချက်ကတော့ Inosuke ကင်ဆိုင်တဲ့ခါတနာပဲဖြစ်ပါတယ် Inosuke ရဲ့ခါတနာပုံစံကဓာတ်အကောင်ကိုချိုးပက်ထားတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့တာရဲ့တကောင်ရဲ့အဆွဲတွေနဲ့တူပါတယ် Inosuke ရဲ့ breeding style မှာ fawn ဆိုတာထက် fan လို့ခေါ်တဲ့အဆွဲတွေပဲရှိပါတယ် Inosuke မှာဆက်စုပ်ပေါင်း fan ဆက်ချောင်းရှိပြီးတော့ကိုးမြောက် fan ကတော့တော်တော်လေးကိုထူးခြားတဲ့ fan ပါဒီပုံစံမှာတော့ Inosuke ဟာသူ့ရဲ့လက်မောင်းအယိုးတွေကိုရွှေ့ပြောင်းပြီးတော့တိုက်ခိုက်တဲ့ပုံစံပဲဖြစ်ပါတယ်နောက်ထပ် Inosuke ရဲ့ခုမြောက် fan ကတော့ Yano ကို right စစ်ကျင်နဲ့အာရုံခံနိုင်တာပဲဖြစ်ပါတယ် Beast breeding မှာ fan စုစုပေါင်း17ချောင်းရှိပြီးလှုပ်ဝက် fan နဲ့ဆိုလို့ရှိရင်စုစုပေါင်း12ချောင်းရှိပါတယ် Beast breeding က wing breeding ကနေဆင်းသက်လာတာဖြစ်ပြီးလေးပုံစံလိုမျိုးပဲသူ့ရဲ့တိုက်ခိုက်မှုတွေကလည်းတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိပါတယ်ဒါက Inosuke ရဲ့ beast breeding ဖြစ်ပြီးနောက်ထပ်ဆက်ပြောမှာတန်ကန်ရဲ့ south breeding ပဲဖြစ်ပါတယ် south breeding ကိုတော်တော်လေးအားကောင်းတဲ့အတန်နဲ့အခြေခံပြီးတော့ပြုလုပ်ထားတဲ့ breeding style လိုမျိုးပဲဖြစ်ပါတယ်
soft reading ကအတန်တစ်ခွေရဲ့လှုပ်ရှားမှုကိုအခြေခံပြီးပြုလုပ်ထားတာအတွက်ကြောင့်မလို့အသုံးပြုတဲ့သူကတော်တော်များများလှုပ်ရှားနိုင်ပါတယ်။ဒီတက်ချုံတွေကအသုံးပြုတဲ့လူရဲ့အကြားအယုံကိုလည်းမြင့်တင်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ရန်သူရဲ့တင်ညာကိုလည်းချီရခံလို့ရပါတယ်။တန်ကန်ရဲ့ဓာတ်ကရန်သူတယောက်ကိုခေါင်းဖြတ်ဖို့ဆိုတာထက်သူသုံးတဲ့ Westphalia ဘုံတွေကိုဖောက်ခွဲနိုင်မှုအသုံးပြုတာပါ။ဒီလိုမျိုးလေးထဲမှာရှိတဲ့ဘုံတွေကိုဖောက်ခွဲဖို့ဆိုတာကလည်းအတန်ဆွမ်းရင်တော်တော်ကောင်းမှရမှာပါ။တန်ကန်ကအတန်ဆွမ်းကိုအသုံးပြုပြီးတော့ဂီတတန်စီတွေကိုဖန်တီးနိုင်စွမ်းရှိပါတယ်။အဲ့ဒီတန်စီနဲ့ရန်သူတယောက်ရဲ့လှုပ်ရှားမှုတွေကိုမှတ်သားထားပြီးတရှင်းတစ်ပုတ်တင်တဲ့ရန်သူကိုအပြတ်ဖြတ်နိုင်ပါတယ်။အားနဲ့ကြကတော့တရှင်းပြအောင်ရေးဖို့အတွက်ကြားချင်းတစ်ခုလိုတာကြောင့်ရန်သူကိုအချင်းဆွဲပြီးတိုက်ခိုက်မှပဲရမှာပါ။တန်ကန်ကသူ့ဓာတ်ရဲ့အစွန်းတစ်ဖက်ကိုထိန်းချုပ်ပြီးကျန်တဲ့အစွန်းတစ်ဖက်ကိုလည်းဥတီယာပြောင်းနိုင်ပါတယ်။တန်ကန်ရဲ့ soft reading ပြီးပြီဆိုတော့ဇိန်းစုသုံးတဲ့ Tanner reading ဘက်ကိုဆက်သွားပါမယ်။ Tanner reading ကိုဇိန်းစုဂျီဂရိုနဲ့ခိုင်ကာကူတို့တုံးယောက်ကအသုံးပြုနိုင်ခဲ့ပါတယ်။ခိုင်ကာကူက anime ထဲမှာမပါဝင်သေးပေမဲ့မန်ဂါမှာတော့ပါဝင်လာပြီပဲဖြစ်ပါတယ်။ Tanner reading ကိုဂျပန်နိုင်ငံရဲ့ AI ဂျေစုလို့ခေါ်တဲ့ဓာတ်ရည်သမျိုးကနေ inspire ယူပြီးဖန်တီးထားတာပဲဖြစ်ပါတယ်။ AI ဂျေစုဆိုတာကဓာတ်ကိုဓာတ်အိမ်ကနေအမြန်ဆုံးဆွဲထုတ်တဲ့ပုံစံဖြစ်ပြီး Tanner reading ကလည်းဓာတ်ကိုဓာတ်အိမ်ကနေဆွဲထုတ်နိုင်တဲ့ဆိုရုံနဲ့ရန်သူတယောက်ကိုဖြည့်ရှင်းနိုင်ပါတယ်။ Tanner reading ရဲ့အဓိကအရေးကြီးတာကတော့အသုံးပြုတဲ့သူတယောက်ရဲ့ခြေထောက်ပဲလို့ဇိန်းစုကပြောခဲ့ပူပါတယ်။ခြေထောက်ကျက်သားတွေကိုထိန်းချုပ်ပြီးမိုးချွေးတန်ရဲ့ speed ရဲ့အတိုင်းလှုပ်ရှားရတာဖြစ်လို့ပတ်ဝန်းကျင်မှာရှိတဲ့လေတုတုံခါမှုတွေကလည်းခြေထောက်ကိုထိခိုက်စေပါတယ်။ Tanner reading မှာပုံစံ6မျိုးထိပဲရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ဆရာရဲ့ဇိန်းစုကတော့9ခုမြောက်ဖောင်ကိုတည်ထွင်ခဲ့ပါတယ်။အခုချိန်ထိတော့ဇိန်းစုကပထမမြောက်ပုံစံကိုပဲအသုံးပြုနိုင်သေးပါတယ်။ Tanner reading ရဲ့ပထမမြောက်ပုံစံမှာတင်ပုံစံကွဲနောက်ထပ်3မျိုးထပ်ရှိပါသေးတယ်။အဲ့ဒီကတော့6စာ8စာနဲ့နက်ပြကဲတို့အလင်းလို့ခေါ်တဲ့ပုံစံကွဲတွေပဲဖြစ်ပါတယ်။ Tanner reading ရဲ့ပထမမြောက်ပုံစံနဲ့တသမမြောက်ပုံစံကိုဇိန်းစုကသုံးမှာဖြစ်ပြီးကျန်တဲ့ပုံစံ5ခုကိုတော့ခိုင်ကာကူကသုံးပြမှာဖြစ်ပါတယ်။ခုမြောက်ပုံစံကတော့အခြားပုံစံတွေထက်ပိုပြီးမြန်ပြီးတော့ငကားပုံစံရှိပါတယ်။ခိုင်ကာကူကတော့ Tanner reading ကိုသူ့ရဲ့ Black Demon အန်နဲ့ပေါင်းစပ်နိုင်ခဲ့ပါတယ်။ခိုင်ကာကူကသူ့ရဲ့ Black Demon အန်နဲ့ပေါင်းစပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့တိုက်ခိုက်မှုတွေကလည်းတကယ်မိုးကြိုးတွေပါထွက်လာမှာဖြစ်ပါတယ်။ Tanner reading က option ပိုင်းမှာတော့တော်တော်မြန်ပြီးကျန်တဲ့ Breathing style တစ်မျိုးလည်းဖြစ်တယ်လို့ defensive ပိုင်းမှာလည်းတော်တော်လေးအားနေတဲ့ Breathing style တစ်မျိုးလည်းဖြစ်ပါတယ်။ကဲ Tanner reading ပြီးပြီဆိုရင် Rangoku ရဲ့ Flame reading ကိုဆက်ပြီးတွားပါမယ်။ Flame reading ကို Rangoku Kyojuro နဲ့သူ့ရဲ့ဖခင် Rangoku Shinjo တို့ကအသုံးပြုနိုင်ခဲ့ပါတယ်။ Flame reading က Sun reading ကနေတိုက်ရိုက်ဆင်းသက်လာတဲ့ပုံစံ6မျိုးထဲကတစ်မျိုးလည်းဖြစ်ပါတယ်။ Flame reading ကတင်ယူတမ်းမြောက်ဖို့ခက်ခဲတဲ့ breathing style တစ်မျိုးလည်းဖြစ်ပါတယ်။ Flame reading ကိုဂျပန်နိုင်ငံမှာထင်ရှားတဲ့ Kano Dai တွေ inspire ယူပြီးဖန်တီးထားတာဖြစ်ပါတယ်။ Kano ဆိုတာအရေးခံကျူစုမှာပြောင်းလဲပြီးဖန်တီးထားတဲ့အားကစားတစ်မျိုးလည်းဖြစ်ပါတယ်။ဒီအားကစားရဲ့ပုံစံကဓာတ်ချက်တစ်ချက်ထဲကိုပဲအားပြပြနဲ့ခုတ်ထိရတာဖြစ်ပြီး Flame reading ရဲ့တိုက်ခိုက်ပုံနဲ့ဆင်တူပါတယ်။ Flame reading ကလည်း Kano Dai လိုပဲအပေါ်ကနေအောက်60ဒီဂရီခုတ်ချရတာဖြစ်ပြီးရန်သူကိုပါမီးလောင်ကျွမ်းစေပါတယ်။ Flame reading ထဲမှာ damage အများဆုံးပုံစံကတော့9ခုမြောက်ပုံစံဖြစ်တဲ့ Flame Tiger ပုံစံပဲဖြစ်ပါတယ်။ Flame reading ရဲ့9ခုမြောက်ဖောင်ကလည်း series ထဲမှာတော်လေးကိုအထာကျခဲ့တဲ့ဖောင်တစ်မျိုးလည်းဖြစ်ပါတယ်။တော်တော်ကျန်းတဲ့ဆိုပေမဲ့အခုတော့ Rangoku 2နဲ့ဖြစ်ပါပြီ။ဟဲစတာပါ။နောက်ထပ်ပုံစံတစ်ခုကတော့ Shinasugawa သုံးတဲ့ Wind reading ပဲဖြစ်ပါတယ်။ Wind reading က Sun reading ကနေတိုက်ရိုက်ဆင်းသက်လာတဲ့ Breathing style တစ်မျိုးလည်းဖြစ်ပါတယ်။ Wind breathing မှာက offensive ပိုင်းပဲရှိပြီး defensive ပိုင်းမရှိပါဘူး။ဒါကြောင့် Shinasugawa တိုက်ပွဲတွေမှာဒဏ်ရာအရခံပြီးတော့တိုက်ခိုက်ပါတယ်။ဒဏ်ရာတွေအတွက်လည်း Shinasugawa ရဲ့ခန္ဓာကိုယ်ကတော်တော်လေးကိုတန်မာမှုရှိပါတယ်။ Wind breathing ကိုလည်းဂျပန်နိုင်ငံကဓာတ်ရည်တစ်မျိုးကနေဖန်တီးထားတာဖြစ်ပါတယ်။ Wind breathing ကဂျပန်နိုင်ငံရဲ့ဓာတ်ရည်တစ်မျိုးဖြစ်တဲ့ဂျီဂန်ရုပ်ကိုအခြေခံပြီးဖန်တီးထားတာဖြစ်ပါတယ်။ Wind breathing ကို Shinasugawa ဆန်နယ်မီနဲ့သူ့ရဲ့တငယ်ချင်း Masachika တို့ကအသုံးပြုနိုင်ခဲ့ပါတယ်။ Wind breathing ရဲ့ဖောင်တွေကတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိပါတယ်။ Wind breathing ကဓာတ်တလက်တွေကိုအသုံးပြုပြီးလေတွေကိုအသုံးချကတိုက်ခိုက်ရတဲ့ breathing style ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုခက်ခဲမှုရှိပါတယ်။ Flame reading ရဲ့ဆင်တူမှုရှိတယ်ဆိုပေမဲ့ Wind breathing ကတစ်ချက်ပဲခုတ်တဲ့ပုံစံဖြစ်ပါတယ်။နောက်တစ်ခုက water breathing ဖြစ်ပြီးအသုံးပြုလူ6ယောက်လုံးရှိခဲ့ပါတယ်။တန်ဂျီတို့ Kiryu, Urikudake, Sabito, Makomo, Aoi နဲ့ Murata တို့ပဲဖြစ်ပါတယ်။ Water reading ကအခြား breathing style တွေနဲ့ဆိုင်ရင်ရေကိုအသုံးပြုပြီးတိုက်ခိုက်ရတာမို့လို့ပိုပြီးလက်ရောညီထွေဖြစ်ပါတယ်။ Water breathing က breathing style တွေထဲမှာအရေးပုံစံရှိတဲ့တစ်ခုတည်းတော့ breathing style တစ်မျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်မင်းသားတွေကိုတိုက်ခဲ့တဲ့နေရာမှာတော်တော်လေးကိုတိကျပြီးအတုံးဝင်တဲ့ breathing style တစ်မျိုးလည်းဖြစ်ပါတယ်။
water breathing ကဒါချက်တစ်ချက်စီတိုင်းမှာအရေးတွေကိုထိန်းချုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြား breathing style တစ်ဆိုင်ရဲ့လွယ်ကူမှုရှိပါတယ် water breathing မှာ form 10ခုရှိပြီးတော့ဒါနဲ့ခုတ်လိုက်ရင်အရေးတွေထွက်လာမှာမို့လို့တိတ်ပြီးထူးထူးခြားခြားတော့မရှိလှပါဘူး water breathing မှာနည်းနည်းထူးခြားတဲ့ form ကတော့10ခုမြောက်ပုံစံဖြစ်ပြီးဂျင်းနှကားအတွင်ယူကတွဲမြတ်ရင်တို့လိုက်ပြီးတိုက်ခိုက်မှာဖြစ်ပါတယ်အဲ့ဒါအပြင်ခီးရုပ်ကိုယ်တိုင်တူနေတာတဲ့10ခုမြောက်ပုံစံကလည်းတကယ်ကိုလမ်းတဲ့ပုံစံဖြစ်ပါတယ်ကဲ water breathing ပြီးပြီဆိုတော့နောက်ထပ် breathing style တစ်မျိုးကိုထပ်တွားပါမယ်နောက်ထပ် breathing style ကတော့ overnight တော့ပြီးတဲ့ surface breathing ပဲဖြစ်ပါတယ် surface breathing က water breathing ကနေဆင်းသက်လာတာဖြစ်လို့ overnight ရဲ့တိုက်ခိုက်မှုတွေကလည်း water breathing လိုပဲလိုက်ရောညီထွေဖြစ်ပါတယ် overnight သုံးပြီးလဲခတ်တနာလည်းအင်ဒိုနီးရှားနိုင်ငံကဒါတလက်ကို inspire ယူပြီးတော့ပြန်လဲဖန်တီးရတာပဲဖြစ်ပါတယ်ဒီဓာတ်ရဲ့အားသာချက်ကရင်လူတွေကိုလှည့်စားပြီးမြင်မြန်ဆန်ဆန်ဖြည့်ရှင်းနိုင်တာမို့လို့လောက်ကျန်ရေးမှာတော်တော်လေးတော့တုံးဝင်ပါတယ်အဲ့ဒါအပြင် surface breathing ကအခြား breathing style လိုမျိုးဓာတ်ရိုက်တိုက်ခဲ့ရတဲ့ breathing style မျိုးမဟုတ်ဘဲနဲ့တွယ်ဝိုက်တိုက်ခဲ့ရတဲ့ breathing style လည်းဖြစ်ပါတယ်ဒါကြောင့် overnight ဟာရန်သူတယောက်ကိုဘယ်နေရာကနေမဆိုတိုက်ခိုက်နိုင်ပါတယ်surface breathing ကို overnight ကလွယ်ပြီးအခြားဘက်သူမှအသုံးပြုမနိုင်တယ်လို့ overnight ကလည်းသူ့ရဲ့မွေခါဘိုရာမာလူမရှိလို့ရှိရင်အသုံးပြုမနိုင်ပါဘူး overnight ရဲ့မွေက overnight နဲ့ပြောဆိုဆက်သွယ်နိုင်ပါတယ် overnight ကမျက်လုံးတစ်ဖက်ကန်းနေတာဖြစ်ပြီးအဲ့ဒီကန်းနေတဲ့မျက်လုံးတစ်ဖက်ခါဘိုရာမာလူကခြေရခံပေးပါတယ်ဒါကြောင့် surface breathing ကတော်တော်လေးကိုကျန်တဲ့ breathing style တစ်မျိုးဖြစ်ပါတယ်နောက်ထပ် breathing style ကတော့ကျွန်တော်အကြိုက်ဆုံး breathing style ဖြစ်တဲ့ mist breathing ပဲဖြစ်ပါတယ်mist breathing ကမထင်မရှားဖြစ်မှုအပေါ်အခြေခံထားပြီးကိုယ့်ရန်သူကိုအကောင်းဆုံးလှည့်စားနိုင်တဲ့ breathing style တွေမျိုးလည်းဖြစ်ပါတယ်အထူးကတော့မြူတွေကိုဖန်တီးပြီးကိုယ့်ရန်သူရဲ့အမြင်အာရုံကိုအကောင်းဆုံးနှောက်ယှက်တာပဲဖြစ်ပါတယ်ဒီနေရာမှာအားလုံးတတိထားမိကြပါကမူဝီရှိရိုရဲ့အဝတ်အစားတွေကအခြားဟရှိရိုတွေထက်ဆိုင်ရင်ပိုပြီးတော့ပွားပါတယ်အထူးကတော့ဒီလိုအဝတ်စားပွားတွေကမူဝီရှိရိုရဲ့ movement speed ကိုတိုးမြင့်ပေးနိုင်လို့ပဲဖြစ်ပါတယ် mist breathing က insert breathing ဒီပါကိုမြန်ဆန်မှုရှိပါတယ်ဒါအပြင် insert breathing နဲ့ mist breathing က standard breathing ပြီးလို့ရှိရင်ဒုတိယအမြန်ဆုံး breathing style တွေလည်းဖြစ်ပါတယ်မူဝီရှိရိုက mist breathing ကိုတည်ထွင်ခဲ့တာမဟုတ်ပေမဲ့ခုနှစ်ခုမြောက်ဖောင်တော့တည်ထွင်နိုင်ခဲ့ပါတယ်ဒီတတမမြပုံစံမှာတော့မိုးရှိတို့ကတိမ်လိုက်တစ်ခုကိုဖန်တီးလိုက်ပြီးရန်သူကိုလှည့်စားကအဆုံးတက်လိုက်တဲ့တိုက်ပွဲပဲဖြစ်ပါတယ်ရန်သူရဲ့အမြင်မှာတော့ကိုကအနည်းဆုံးပုံစံနဲ့လှုပ်ရှားနေတယ်ဆိုပေမဲ့ကိုကတော့အမြန်ဆုံးထက်ကိုပိုတဲ့ speed နဲ့လှုပ်ရှားနေတာပဲဖြစ်ပါတယ်ဒါကြောင့်ရန်သူကထင်အောင်ထင်မှားတွေဖြစ်ပြီးရန်သူကိုမြင်မြန်ဆုံးသတ်နိုင်တဲ့တိုက်ပွဲပဲဖြစ်ပါတယ် mist breathing ကမိုးရှိတို့နဲ့လိုက်ဖက်ဆုံးပြင်တာကြောင့်2လဆိုတဲ့အချိန်အတွင်းမှာ hashira တယောက်ဖြစ်ခဲ့ပါတယ်ကဲမိုးရှိတို့တို့ရဲ့ mist breathing ပြီးပြီဆိုရင် Google ရဲ့ storm breathing ကိုတွားပါမယ် storm breathing က sun breathing ကနေတိုက်ရိုက်ဆင်းသက်လာတဲ့ breathing style တစ်မျိုးပဲဖြစ်ပါတယ် Google အသုံးရဲ့နီးရှိဝင်ကခါတနာမဟုတ်ပဲနဲ့တန်ဆိုးလုံးနဲ့ပတ်စင်ကိုတန်ကြိုးတွေနဲ့တွဲထားတဲ့ပုံစံပဲဖြစ်ပါတယ်ဒီတန်ဆိုးလုံးနဲ့ပတ်စင်တွေရဲ့ weight ကတော်တော်လေးကိုများတဲ့ထဲမှာပါပါတယ် Google ရဲ့လိုအပ်ချက်ကဒီလက်နဲ့နှစ်ခုမဟုတ်ပဲတဲ့သူကင်ကြချိန်ပဲဖြစ်ပါတယ်ကီယိုမန်ရဲ့တိုက်ခိုက်မှုတွေကတန်ကန်နဲ့ဆင်ဆိုပြီးတော့လက်နက်နှစ်ခုကိုချိတ်ပေါ်မှာလဲပတ်စေတာပဲဖြစ်ပါတယ်ဒီလက်နက်တွေကလည်း storm breathing ရဲ့အရေးပါတဲ့အခန်းကဏ္ဍတော့မဟုတ်သေးပါဘူးကီယိုမန်ရဲ့အကြက်က9ပေကျော်ပဲမျက်လုံးလည်းမမြင်ရရှာပါဘူးမျက်လုံးမမြင်ရပေမဲ့သူ့ရဲ့ storm breathing နဲ့ချင်းရဲ့ကူညီကြောင့်ရန်သူကိုကောင်းအောင်ရုံခံနိုင်ပါတယ်ပြောရမယ်ဆိုရင်အကြားအယုံတော်တော်ကောင်းတဲ့တန်ကန်နဲ့ဇိန်းစလိုထက်ကိုပိုကျတဲ့အနေအထားမှာရှိပါတယ်storm breathing ပြီးပြီဆိုလို့ရှိရင်ခိုရှိကိုတစ်ပြည့်အပမဝမ်အသုံးပြုတဲ့ moon breathing ကိုဆက်ပြီးတွားပါမယ်ခိုရှိကိုအကြောင်းတော့မပြောပြတော့ပါဘူးဘာလို့ဆိုတော့ဒါ spoiler ဖြစ်သွားမှာဆိုလို့ပါခိုရှိကိုက sun breathing ကိုလေ့လာခဲ့တာမဟုတ်ဘဲနဲ့ moon breathing ကိုလေ့လာခဲ့တာပါ moon breathing မှာကဖောင်16ခုရှိပြီးတော့ဖောင်ကောင်လုံးကလချင်တဲ့ပုံမှာအခြေခံထားတာပါ moon breathing ကလည်း sun breathing လိုပဲ offensive နဲ့ defensive ဘိုင်းမှာပါတော်တော်လေးကအားကောင်းတဲ့ breathing style တစ်မျိုးပါ breathing style တွေထဲမှာအကျဉ်းဆုံးကတော့ sun နဲ့ moon breathing တွေပဲဖြစ်ပါတယ် sun breathing မှာပုံစံ73မျိုးပဲရှိပေမဲ့ moon breathing မှာတော့ပုံစံ16မျိုးထိပါရှိပါတယ် moon breathing ကိုခိုရှိဘောကလူသားဖြစ်စဉ်မှာတည်တင်ခဲ့တာဖြစ်ပြီးတော့ sun breathing ကိုအဓိကအခြေခံထားတာပါအကြောင်းတစ်ခုခုကြောင့်ခိုရှိဘောကဒီမွန်ဖြစ်လာပြီးတော့သူ့ရဲ့ moon breathing နဲ့ black demon အကိုပေါင်းစပ်နိုင်ခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ moon breathing ကလူသားဖြစ်စဉ်ရပုံစံထက်ကိုပိုပြီးကျင်းနေတာပဲဖြစ်ပါတယ်သူ့ရဲ့ဓာတ်ကိုသူ့ရဲ့အသွေးအသားနဲ့ပဲဖန်တီးတာဖြစ်ပြီးခုတ်ရတစ်ခုစီတိုင်းမှာလာချမ်းအသေးလေးပေါင်းမြောက်များစွာပေါင်းဝင်လာမှာဖြစ်ပါတယ်မိစ္ဆာတကောင်ရဲ့လုံးလုံးစံဖြစ်တာကြောင့်ထွက်လာတဲ့လာချမ်းလေးတွေကဘယ်လောက်ထိမြင်ရမယ်ဘယ်လောက်ထိကြီးမှမယ်ဆိုတာကိုခိုရှိဘောကိုယ်တိုင်ကတော့မမှန်ဆနိုင်ပါဘူးဒါကြောင့် moon breathing ကခေါင်းတာဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်ဒီလေးစီရဲ့အကျဉ်းဆုံး breathing style ကတော့ sun breathing ပဲဖြစ်ပါတယ် sun breathing ကိုအသုံးပြုသူ၄ယောက်ရှိခဲ့ပြီး TUH ကတော့ sun breathing တည်တင်ခဲ့တာဖြစ်ပြီးစမီယိုချီတန်ဂျူရိုနဲ့တန်ဂျီရိုကအသုံးပြုနိုင်ခဲ့ပါတယ်
ရွေးချီကစမ်ပရီဒင်းကိုမတော်တဆထိထိနိုင်ခဲ့တာပဲဖြစ်ပါတယ်။ရွေးချီကသူ့ရဲ့အမှားအကောင်ရလေ့ကျင့်နေစဉ်စမ်ပရီဒင်းကိုထိထိနိုင်ခဲ့တာဖြစ်ပြီး transfer role လို့ vision ကိုမှရရှိခဲ့ပါတယ်။ဆူမီယိုချီတို့ခေါ်တဲ့တန်ကြီးရဲ့ဘူဘေးတစ်ယောက်ကရွေးချီစီကနေစမ်ပရီဒင်းကိုလေ့လာခဲ့ပါတယ်။သူတကယ်လေ့လာခဲ့တာကစမ်ပရီဒင်းမဟုတ်ဘဲနဲ့ဟီရိုခါမီခါဂူတို့ခေါ်တဲ့ကောက်ကွက်တစ်မျိုးပဲဖြစ်ပါတယ်။ဒီကောက်ကွက်ကတော့မီးနှံပြားကိုမနက်ကနေညအထိပူဇော်ကားရတဲ့ကောက်ကွက်တစ်မျိုးပဲဖြစ်ပါတယ်။ဒီကောက်ဝေတွေထဲကတစ်ခုကမူဆန်ကိုအပြတ်ရှင်းနိုင်လို့တဲ့အထီကိုရောက်ရှိခဲ့ပါတယ်။စမ်ပရီထဲမှာပုံစံ12ခုပါဝင်ပြီးမူဆန်မှာတဲ့ Viking organ 12ခုပါဝင်ပါတယ်။ Viking organ မှာနှလုံး9ခုနဲ့အုံနောက်9ခုပါဝင်တာမလို့တော်တော်လေးကိုရှင်းရခတ်တဲ့ပု္ပ္ပစာကြီးလိုဖြစ်နေပါတယ်။စမ်ပရီတင်းနဲ့ Unokhami Kagura တို့ကနေကိုအဓိကအခြေခံရတာမို့လို့မိစ္ဆာတိုင်းကိုနှိမ်နင်းနိုင်ပါတယ်။ဆိုလိုချင်တာကမိစ္ဆာတိုင်းကနေကိုကြောက်ကြတာမို့လို့စမ်ပရီတင်းကမိစ္ဆာတိုင်းကိုနှိမ်နင်းနိုင်တဲ့ Breeding Style တစ်မျိုးဖြစ်နေတာပါ။စမ်ပရီတင်းကပြင်းဖို့ကောင်းပြီးအခြား breeding style တွေမျိုးထူးထူးဆန်းဆန်းမရှိလှပါဘူး။ကဲဒါတွေကတော့ demonstrator တွေက breeding style တွေကိုပြည့်ပြည့်စုံစုံရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီ ranking လေးကကျွန်တော်ရဲ့ personal အမြင်နဲ့စီထားတာပဲဖြစ်ပါတယ်။ဒါပြင်ဒီ video ကကျွန်တော်ရဲ့ပထမဆုံး video ဖြစ်တာမို့လို့အမှားပါရင်တောင်းပန်အပ်ပါတယ်။ဆိုတော့နောက် video မှာပြန်တွေ့ကြပါမယ်။ See you